The Stanford Prison Experiment ကတကယ်ရောရုပ်ရှင်တဲ့အတိုင်းဆိုးဆိုးဝါးဝါးတွေဖြစ်ခဲ့တာဒါကိုအပြေရှာဖို့အဲ့ဒီ6ရက်တာငရဲခန်းတွေကိုအခုပြန်တော့ကြည့်1982ခုနှစ်ဩဂတ်စ်လ14ရက်နေ့ကစတင်ပြီးနှစ်ပတ်ကြာအောင်ပြုလုပ်ဖို့စီစဉ်ထားတဲ့ဒီစမ်းသပ်မှုက6ရက်မြောက်နေ့ဩဂတ်စ်လ20ရက်နေ့မှာတင်ပဲဖျက်သိမ်းလိုက်ရတယ်ပထမရက်အေးအေးစစ်စစ်ပဲအဆောင်တွေကလည်းဘာလို့ရမှန်းမသိတယ်လို့အကျဉ်းသားတွေကလည်းရဲစရာလို့ထင်နေကြတယ်ဒုတိယရက်စမ်းသပ်မှုကိုအပြောင်းလဲဖြစ်သွားစေမယ့်ဖြစ်ရတစ်ခုပေါ်လာတယ်အကျဉ်းသားတွေကသူတို့ရဲ့နံပါတ်တွေကိုဆွဲခွာပြီးပုံကန်ကြတယ်အဲ့ဒီမှာအဆောင်တွေရဲ့ရက်စက်မှုဗီဇကစနိုးလာတော့တာအကျဉ်းသားတွေကိုမိသက်ပိုက်တွေနဲ့ထိုးအဝိပလာကျင်းကန်ပြီးပုံကန်မှုမှာခေါင်းဆောင်တဲ့သူတွေကိုတီးတန့်အခန်းထဲထည့်ပြီးတိုက်ပိတ်ထားလိုက်တတိယရက်အကျဉ်းသားတွေကိုအိမ်သာသွားခွင့်မပေးတော့ပဲပုံထဲမှာပဲအငြိအကျေးစွန့်ခိုင်းတယ်အနံ့အသက်တွေကထောင်တစ်ခုလုံးကိုစိုးွားလာတယ်အဲ့ဒီမှာပဲအကျဉ်းသားနံပါတ်861နဲ့စိတ်ဖောက်ပြန်သွားလို့စမ်းသပ်မှုကနေပထမဆုံးထွက်ခွာသူအဖြစ်အနာပေးလိုက်ရစတုထရဲ့အကျဉ်းသားတွေထောင်ပေါက်ပြေးမယ်ဆိုတဲ့ကောလာဟာလာတွေထွက်လာလို့ဇင်မာတို့ကစတန်ဖို့ရက်စကန်ကိုသွားပြီးအကျဉ်းသားတွေကိုတကက်ထောင်စစ်တဲ့ရွှေ့ပြောင်းပေးဖို့သွားပြောတယ်ရက်စကန်ကညင်းလွတ်လိုက်တော့ဒေါသပောက်ကွဲပြီးပြန်ရောက်လာအဆောင်တွေကလည်းဒေါသထွက်ပြီးပူရက်ဆက်လာကြဒီစမရဲ့အကျဉ်းသားတွေကိုလိမ်ပိုင်းဆိုင်ရာအဆက်ခွဲတဲ့ပုံစံတွေအထိပါခိုင်းစေလာပြီးရက်ဆက်မှုတွေကအစိုးဆုံးအဆင့်အထိရောက်သွားတယ်ဇင်မာရိုရဲ့ချစ်သူခရစ်စတီနာမက်စလက်ရောက်လာပြီးဒီအချိန်တွေကိုမြင်တော့သူမတော်တော်လန့်သွားတယ်ဇင်မာရိုကသူမကိုကြည်စမ်းစမ်းသပ်မှုကဘလောက်စိတ်ဝင်စားဖို့ကောင်းလဲလို့ဂုဏ်ယူစွာနဲ့ပြောတယ်အဲ့ဒီမှာမက်စလက်ကရှင်ကိုကြည့်ရတာကြောက်စရာကြီးရှင်ကလေးတွေကိုနှိပ်စက်နေတာကိုကကိုတော့မသိတော့ဘူးလားရှင်သိပ္ပံပညာရှင်ရောဟုတ်သေးရဲ့လားဒီစကားကဇင်မာရိုကိုအိမ်မက်ထက်ကလက်နိုးသွားစေခဲ့6ရက်မြောက်နေ့မနက်မှာ participant တွေအားလုံးကိုစုယုံစေပြီးတယောက်နဲ့တယောက်ရန်ညိုးမထားဖို့ဒါဟာ role playing တသက်ပဲဖြစ်ကြောင်းနားလည်စေဖို့မှာကြားပြီး The Stanford Prison Experiment ကိုအပိသက်ရက်ဆိုင်လိုက်တယ်ဒီ6ရက်တာဖြစ်ရဆိုးက psychology သမိုင်းမှာတော့အမှန်တရားတစ်ခုပြည့်နှစ်ပေါင်း40ကျော်ကြာအောင်အမြင့်တွေ့ခဲ့ဒါပေမဲ့2018ခုနှစ်မှာတော့ Philip Zimbardo ရဲ့ဘဝကိုအကြီးအကျယ်အပြောင်းလဲဖြစ်သွားစေမဲ့ကိစ္စတစ်ခုရုတ်တရက်ပေါ်လာတယ်အဲ့ဒါက Van Bloom ဆိုတဲ့သူရေးတဲ့ The Lifespan of a Life ဆောင်းပါပဲဒီဆောင်းပါကြောင့် Zimbardo ကိုယ်တိုင်လဲကမ္ဘာဩဇာအရှိဆုံးစိတ်ပညာရှင်ကြီးကနေနေချင်းညချင်းလူလိမ်ကြီးတယောက်လို့သတ်မှတ်ခံခဲ့ရတယ်အဲ့ဒီထက်ပိုထူးဆန်းတာက Van Bloom က Zimbardo အကိုဝမ်းခွဲရဲ့သားဗျသူနဲ့တူကြီးတော်တယ်အဲ့ဒီမှာ Van Bloom အကြောင်းကိုနည်းနည်းရှင်းပြရရင်သူကလည်းနေနေရမဟုတ်ဘူးကမ္ဘာကျော်ဘာကလီတက္ကသိုလ်ကနေကွန်ပျူတာ science နဲ့ PhD ရထားပြီး data analysis အပိုင်းမှာအရန်ထူးချွန်တဲ့သူဗျသူ့ရဲ့အခြားရည်ချင်းတစ်ခုကရှုပ်ထွေးနေတဲ့အဖြစ်အပျက်တွေကိုပုံမြင်တစ်ပုတ်လို့စွဲမဲ့ပွဲဖြစ်အောင်ပြန်ရေးတဲ့နေရာမှာထူးထူးခြားခြားကိုပါရမီပါတယ်2019တုန်းကရေးသားထုတ်ဝေခဲ့တဲ့ Ranger Game ဆိုတဲ့စာအုပ်ကလည်းအရန်နာမည်ကြီးတယ်လူကောင်းတစ်ယောက်ကအမိန့်ကိုနာခံရင်းနဲ့ရာဇဝတ်မှုကိုဘလို့ကျူးလို့မိတာလဲဆိုတာကိုတကယ်ဖြစ်ပွားခဲ့တဲ့ဖြစ်ရအပေါ်အခြေခံပြီးစိတ်ပညာရှုထောင့်ကနေအသေးစိတ်ရေးပြထား2006ခုနှစ်ဩဂတ်လမှာအမေရိကန်နိုင်ငံတကောမမြို့မှာရှိတဲ့ဘဏ်တစ်ခုကိုအမေရိကန်အာမီရင်းဂျာ၄ယောက်ကလက်နက်အပြည့်အစုံနဲ့ဓမြဝင်တိုက်တယ်ဒါကတာမန်ဓမြတိုက်မှုမဟုတ်ပဲစစ်စီရေးတစ်ခုလို့တိကျတဲ့စစ်ဗျူဟာတွေကိုတုံးပြီး2မိနစ်အတွင်းမှာတင်အောင်မြင်လှုပ်ဆောင်သွားခဲ့တာဒီဓမြတိုက်မှုကိုဥဆောင်ခဲ့သူကတော့အသက်20ပဲရှိသေးတဲ့ Luke Sommer ဆိုတဲ့သူပဲသူကသူ့ရဲ့လက်အောက်ငယ်သားတွေကိုဒီဘဏ်ဓမြတိုက်မှုဟာတကယ်တော့လှုပ်ဝက်စမ်းသပ်မှုတစ်ခုဖြစ်တယ်အစိုးရကငါတို့ကိုစမ်းသပ်နေတာဒီဘဏ်ကရတဲ့ပတ်စံတွေကိုကဘာကြီးကိုကယ်တင်ဖို့သုံးပါလို့ယုံကြည်အောင်ပြောခဲ့တယ်။ Army Ranger ဆိုတာကအမေရိကန်စစ်တပ်ရဲ့အထူးတပ်ဖွဲ့တစ်ခုဗျ။ဘာလို့ထက်မြက်တဲ့ Army Ranger တွေကဒီလိုလွယ်လေးအယူလောက်ခံရတာလဲဆိုတာကို Van Bloom က psychology ရှုထောင့်ကနေ analyze ပြန်လုပ်ကြည့်။ဖြစ်ချင်တော့တရားခံတွေထဲမှာ Van Bloom ရဲ့ညီဝမ်းခွဲ Alex Bloom လည်းပါနေတယ်။သူကသူ့ညီကိုအပြစ်မဲ့သူအဖြစ်ကယ်တင်ဖို့စ조사ရင်းနဲ့နောက်ဆုံးမှာထိတ်လန့်စရာအမှန်တရားကိုတွေ့သွားခဲ့တယ်အဲ့ဒါက Alex ကအယူလောက်ခံရရုံမဟုတ်ပဲသူကိုယ်တိုင်ကကိုစန္ဒရှိနေတယ်ဆိုတာ Philip Zimbardo ရဲ့ The Lucifer Effect Theory မှာပြောထားတာကအခြေအနေ situation နဲ့စနစ် system ကြောင့်လူတွေကရက်စက်ကုန်ကြတာလို့ပြောထားတာဒါပေမဲ့ Van Bloom ကဒါကိုလက်မခံတော့ဘူးလူတွေကရက်စက်ချင်လို့ကိုအကြောင်းပြချက် rationalization တွေရှာနေကြတာလို့မြင်လာတယ်ဒါက The Stanford Prison Experiment ကိုသူပြန်စစ်ဆေးရခြင်းအကြောင်းရင်းပဲတိုက်ဆိုင်ခြင်းတော့2011ခုနှစ်ကမှ Stanford Prison နဲ့ပတ်သက်သမျှမှတ်တမ်းမှတ်ရာတွေအားလုံးကို Stanford University ရဲ့မော်ကွန်းတိုက်မှာ Zimbardo ကိုယ်တိုင်တွားလှူထားတာဗျ Stanford မော်ကွန်းတိုက်ကစာကြည့်တိုက်သဘောမျိုးပဲခွင့်ပြုချက်တောင်းပြီးမိသူမဆိုဝင်ရောက်လေ့လာခွင့်ရှိတယ်တွဲချင်တော့ရည်စရာတော့ကောင်းတာဒါက
သူ့အဖြစ်ကိုဖော်မဲ့တက်တွေကိုသူကိုယ်တိုင်သွားပေးလိုက်တဲ့သဘောမျိုးပဲဘမ်ဘလူးကသတင်းတောက်အနေနဲ့ဒီမော်ကွန်းတိုက်ကိုသွားပြီးတော့တစ်တာပေါင်းများစွာတွေကအချက်အလက်တွေကိုလာနဲ့ချီပြီးစိတ်ရှည်လက်ရှည်ကိုရှာဖွေခဲ့သူပထမဆုံးရှာတွေ့ခဲ့တာကဇင်မာရိုရဲ့လက်ထောက် David Jeffrey ကအစောင့်တွေထဲမှာသဘောထားနူးညံ့ပြီးအကျဉ်းသားတွေကိုမနှိမ့်ဆက်တတ်တဲ့ John Mark ဆိုတဲ့သူကိုတီးတန့်ခေါ်ပြီးမင်းကအရန်ပြော့လွန်နေငါတို့ဒီစမ်းသပ်မှုကနေတကယ်ရလက်တွေထွက်ဖို့ဆိုရင်အစောင့်တွေကတင်းမာရက်ဆက်နေမှရမယ်မင်းဒီလိုပုံမျိုးလုပ်နေတာကိုရက်လိုက်ပါငါတို့လိုချင်တာအဲ့ဒါမဟုတ်ဘူးလို့ပြောနေတာကိုအတန်ပန်းတိတ်ခွေတဲ့ကနေရှာတွေ့ခဲ့တာဇင်မာရိုရဲ့ statement ထဲမှာကအစောင့်တွေကအာဏာရလာရင်အလိုလိုရက်ဆက်လာကြတယ်လို့ဖော်ပြထားတာအခုတက်တဲ့အရာဒီစမ်းသပ်မှုမှာမယိုးသားမှုတွေရှိနေပြီဆိုတာသိကြနေပြီဒီလိုနဲ့ထက်ရှာကြည့်တော့စမ်းသပ်မှုမစခင်မှာဇင်မာရိုကိုယ်တိုင်အစောင့်တွေကိုခေါ်ပြီး orientation လုပ်တဲ့ record ကိုထပ်တွေ့တယ်မင်းတို့သူတို့ကိုရုပ်ပိုင်းဆိုင်ရာထိခိုက်အောင်မလုပ်ရဘူးဒါပေမဲ့သူတို့ရဲ့ဘဝတစ်ခုလုံးကမင်းတို့ရဲ့လက်ထဲမှာပဲရှိနေတယ်ဆိုတော့အတိမျိုးရောက်အောင်လုပ်ရဒီစကားရဲ့ဆိုလိုရင်းကရိုက်တာမရိုက်နဲ့ကျန်တာကြိုက်တယ်လို့နှိပ်ဆက်ဆိုတဲ့အဓိပ္ပာယ်ပဲဒါကအစောင့်တွေရဲ့စိတ်ထဲမှာငါတို့ကသူခိုင်းတယ်လို့လှုပ်ပေးရမှာဆိုတဲ့စိတ်မျိုးဝင်သွားအောင်လမ်းကြောင်းချပေးလိုက်တဲ့သဘောမျိုးဖြစ်သွားစေဘမ်ဘလူးကဒါနဲ့တည်းမကျင်တဲ့သေးဘူးစက်သက်မှုမှာပါဝင်တဲ့သူတွေကိုတယောက်ချင်းစီလိုက်ဆက်သွယ်ပြီးတီးတဲ့ interview တွေထပ်လုပ်တယ်စမ်းသပ်မှုကနေအစောဆုံးထွက်ခွာခဲ့ရတဲ့အကျဉ်းသားနံပါတ်861နဲ့ Douglas Coffey ပြောပြတာကတော့ကျွန်တော်စိတ်ဖောက်ပြန်သွားခဲ့တာမဟုတ်ဘူးကျွန်တော်က GRA စာမိုးဝဲဖြေဖို့အတွက်စာကြက်ရမယ်သူတို့ကစာအုပ်တွေပေးမယူဘူးကျွန်တော်ကနှုတ်ထွက်မယ်လို့ပြောတော့လေလက်မခံကြဘူးအဲ့ဒါကြောင့်အိမ်ပြန်ခြင်းလို့ဟန်ဆောင်လိုက်ဒုတိယရက်ပုံမှန်မှုမှာပါဝင်ခဲ့ပြီးစမ်းသပ်မှုကနေစောထုတ်ခဲ့ရတဲ့အကျဉ်းသားနံပါတ်133နဲ့ Richard Rago ကလည်းဒီစမ်းသပ်မှုမှာအဓိကအရေးပါတာကအစောင့်တွေရဲ့ရက်စက်မှုတင်မကပဲသူတေတီတွေရဲ့ပြည့်ရပါနေတယ်လို့ထောက်ပြခဲ့ကျွန်တော်တို့ကဒါကိုအလုပ်တစ်ခုလို့သဘောထားပြီးဝင်လုပ်ခဲ့တာဒါပေမဲ့သူတို့ကကျွန်တော်တို့ကိုတကယ်အကျဉ်းကျနေတယ်လို့မျိုးစိတ်ဓာတ်ပိုင်းဆိုင်ရာလှည့်စားမှုတွေလုပ်ခဲ့တယ်လို့ပြောပြခဲ့ဒီအချက်က The Lucifer Effect Understanding How Good People Turn Evil စာအုပ်ထဲမှာဒီစမ်းသပ်မှုကိုတဘာဝအတိုင်းပြက်ခဲ့တဲ့ဖြစ်အမှန်ဖြစ်ပုံပေါ်ထားတာနဲ့တိတိတာတာကိုလွှဲချော်နေအဆောင်တွေထဲမှာအရက်ဆက်ဆုံးလို့နာမည်ကြီးတဲ့ John Wayne နာမည်ကြီး Dave Ashman ရဲ့ဝင်ငယ်ချက်ကတော့အထူးခြားဆုံးပဲကျွန်တော်ကအဲ့ဒီချိန်တုန်းကပြဆက်အဖွဲ့ဝင်လေကျွန်တော်ကသူ့ဒေတီတွေကိုကူညီခြင်းလို့ကုမန်းလူရုပ်ရှင်တွေကထောင်မိုးပုံစံကိုတုပပြီးတရုပ်ဆောင်ပေးခဲ့တာကျွန်တော်စိတ်ထဲမှာဒါကပြဆက်တစ်ခုကနေတယ်လို့ပဲတကယ်အဖြစ်မှန်ကအဆောင်တွေရက်ဆက်ကြတာမှန်ပေမဲ့အဆောင်တိုင်းရက်ဆက်နေတာလေမဟုတ်ဘူးအဆောင်တွေထဲမှာအကျဉ်းသားတွေကိုကူညီပေးတဲ့မုတ်ခိုးကျွေးခဲ့တဲ့အဆောင်မျိုးတွေလည်းရှိဒါပေမဲ့ဇင်ဘာရိုကရက်ဆက်တဲ့အဆောင်ဂျွန်ဝင်းတယောက်တည်းကိုပဲ highlight လုပ်ပြီးလူတိုင်းရက်ဆက်သွားနိုင်တယ်လို့ကောက်ချက်ချခဲ့တာဒါကသူ့ရဲ့ theory နဲ့ကိုက်ညီတဲ့အချက်တွေကိုပဲရွေးထုတ်ပြီး cherry pick လုပ်ထားတဲ့သဘောမျိုးပဲဘမ်ဘလူးရဲ့ဆောင်းပါးကြောင့် The Stanford Prison Experiment ဆိုတာကတက်ဆက်တပုတ်လားလို့တွေးစရာလည်းဖြစ်သွားသလို The Lucifer Effect theory အပေါ်ကိုလည်းလူတွေတန်တရားဝင်လာကြဒါကိုပိုဆိုးသွားစေတာက2024ခုနှစ်မှာ National Geographic ရဲ့ The Stanford Prison Experiment Unlocking the Truth documentary ထပ်ထွက်လာတာပဲဒီ documentary ကတော့အရင်ကြမ်းသွားပြီဘာလို့လဲဆိုတော့ documentary လေးတစ်ခုတည်းနဲ့စိတ်ပညာလောကကြီးတစ်ခုလုံးကိုအပြောင်းလဲဖြစ်သွားလောက်အောင်ကိုလုပ်ပလိုက်ဒီ documentary တွေ Stanford Prison ကိုလွန်ခဲ့တဲ့နှစ်90ကျော်ကပုံစံအတိုင်းတပုံစံနဲ့တူအောင်ပြန်စောက်တယ် The Stanford Prison Experiment မှာပါဝင်ခဲ့တဲ့သူတွေကိုအတက်နိုင်ဆုံးပြန်စုစည်းပြီးတော့ဒီအကျဉ်းထောင်ထဲမှာမျက်နှာစုံညီထိုင်စကားပြောခိုင်းတယ်။ကွယ်လွန်သွားပြီးဖြစ်သူအချို့နဲ့ပါဝင်ဖို့ညှင်းဆန်သူအချို့ကလွဲရင်စိတ်ပေါက်ပြန်ခြင်းအောင်ဆောင်တဲ့ Douglas Coffey အစာအငတ်ခံဆန္ဒပြတဲ့ Clay Ramsey ဒုတိယနဲ့ပုံကံမှုရဲ့ဥဆောင်သူတွေထဲမှာပါတဲ့ Richard Ranko အရက်ဆက်ဆုံးအဆောင်လို့နာမည်ကြီးခဲ့ပြီးသူ့ကိုယ်သူ John Rain လို့နာမည်ပေးထားတဲ့ David Ashman တို့လိုအဓိကပုံကိုယ်တွေလူဆောင်သက်ဆုံးပါတယ်။ Felix Zimaro ကိုယ်တိုင်ကတော့အဲ့ဒီအချိန်မှာအသက်60ကျော်နေပြီဖြစ်လို့ကျမ်းမာရေးအခြေအနေကြောင့်ဒီ reunion ကိုမလာနိုင်တော့ဒါပေမဲ့သူလည်းမလွတ်ပါဘူးဒီ reunion မှာရိုက်ထားတဲ့ဗီဒီယိုတွေကိုသူ့ကိုအင်တန်ရာရောက်တော့ဖွင့်ပြပြီးသူ့အိမ်မှာပဲတိတဲ့ interview တော့ထပ်လုပ်ဗမ်ဘလူးဖော်ထုတ်ခဲ့တဲ့အချက်တွေပေါ်အခြေခံပြီးဇန်ညွန်တိုင်းသရုပ်ဆောင်ခဲ့တာလားဆိုတဲ့မေးခွန်းကိုကာယကံရှင်တွေရဲ့ရှေ့မှာပဲတိုက်ရိုက်မေးတယ်ဒါကပြဿနာကြီးပဲလို့တချို့ကဖြေကြပေမဲ့ကာယကံရှင်တွေခံစားရတဲ့စိတ်တရားတွေကတော့အခုအသက်80ကျော်တဲ့အထိမမေ့ဖြောက်နိုင်သေးဘူးဒါပေမဲ့ဂျွန်ရင်းကိုတော့မင်းလည်းအဲ့ဒီတုန်းကကလေးတာတာအရွယ်ပဲရှိပါသေးတယ်ကွာဆိုပြီးနားလည်ပေးခဲ့ကြပါဇင်ဘာရိုကတော့သူ့ရဲ့စံတမ်းမှုကမှန်ကန်ကြောင်းကိုဒီအချိန်အထိကိုခုခံချေပနေတော့မယ်ဇင်ဘာရိုရဲ့ interview ကို Douglas Coffey ကိုပြန်တော့ပြတော့သူကဒေါသတကြီးနဲ့ he stay lying လို့ပြန်ပြောတယ်ဒေါသမကြီးပဲနဲ့နေနိုင်မလားဗျာသူ
သူက53နှစ်လုံးစိတ်ပိုင်းဆိုင်ရာအားနေပြီးယူသွတ်သွားတဲ့ចောင်းသားအဖြစ်ကမ္ဘာစိတ်ပညာစာအုပ်တွေမှာနာမည်အပြတ်ခံခဲ့ရတဲ့သူလေဒီ documentary ကတော့ The Stanford Prison Experiment နဲ့ပတ်သက်ပြီးအပြည့်စုံဆုံးအမှန်တရားနဲ့အနည်းဆက်ဆုံးနဲ့နောက်ဆုံးအနေနဲ့မှတ်တမ်းတင်ခြင်းပဲဘာလို့လဲဆိုတော့ဒီ documentary ထုတ်လွှင့်ပြသပြီး15ရက်တိတိအကြာ2024ခုနှစ်အောက်တိုဘာလ14ရက်မှာတော့အသက်62နှစ်အရွယ်ရှိပြီဖြစ်တဲ့ဇင်ဘာဒိုဟာဆန်ဖရန်စစ္စကိုကသူ့ရဲ့နေအိမ်မှာကွယ်လွန်သွားခဲ့အောင်မြင်မှုပေါင်းများစွာနဲ့ခန္ဓာကြီးကျယ်လာတဲ့ဖိလစ်ဇင်ဘာဒိုရဲ့ဘဝကသူ့ရဲ့နောက်ဆုံးအချိန်တွေကြာမှမူသားတွေနဲ့တိဆောက်ခဲ့တဲ့ပညာရှင်အဖြစ်သတ်မှတ်ခံခဲ့ရတယ်ဒါပေမဲ့ကျွန်တော်အမြင်ကတော့ဖိလစ်ဇင်ဘာဒိုလိုပုံပုံမျိုးကိုဒီအချက်လေးတစ်ခုအတွက်နဲ့လူလိန်လို့သတ်မှတ်ပြီးဗီလီတစ်စိတ်ကတ်လိုက်ရင်တော့မတရားဘူးဗျဘာလို့လဲဆိုတော့သူ့ဘဝမှာ The Stanford Prison Experiment တစ်ခုတည်းလုပ်ခဲ့တာမဟုတ်ဘူး The Shining Clinic ဆိုတဲ့ project ကိုတည်ထောင်ပြီးလူငွေရေးစိုးရိမ်ပူပန်မှု social anxiety ခံစားနေရတဲ့ထောင်ပေါင်းများစွာသောလူတွေကိုကုသပေးခဲ့တယ် Heroic Imagination Project ဆိုတဲ့အစီအစဉ်ကိုဦးဆောင်ပြီးတာမန်လူတွေအနေနဲ့မတရားမှုကိုမြင်ရင်သူရဲကောင်းဖြစ်အောင်ဘလို့ဝင်ရောက်ကူညီရမလဲဆိုတာကိုကဘာအနှံ့ဟောပြောပို့ချပေးခဲ့တယ်သူကနတ်ဆိုးတယောက်မဟုတ်ဘူးလူတွေကိုမင်းတို့အတွင်းစိတ်မှာနတ်ဆိုးရှိတယ်လို့သတိပေးရင်းနဲ့သူကိုယ်တိုင်အဲ့ဒီနတ်ဆိုးရဲ့ဖျားယောင်းခြင်းကိုခံလိုက်ရသူ့ရဲ့ The Lucifer Effect Theory ကသူ့ဘဝပုံရိပ်ပေါ်ပြန်ပြီးအရေးမိုးသွားတာများလားလို့တော့ကျွန်တော်တွေးမိတယ်ဘလို့ပဲဖြစ်ဖြစ် Felix Zimbardo က psychology သမိုင်းမှာဘသူနဲ့မှမတူတဲ့သင်ခန်းစာတစ်ခုကိုပေးသွားခဲ့ပါတယ်အဲ့ဒါကတော့သိပ္ပံပညာရှင်ဆိုတာအမှန်တရားကိုရှာဖွေသူဖြစ်ပေမဲ့သူတို့ကိုယ်တိုင်လည်းခံစားချက်တွေမာနတွေအလိုရမက်တွေနဲ့ဖွဲ့စည်းထားတဲ့တာမန်ပုရုဇဉ်တယောက်ပဲဆိုတဲ့အချက်နောက်ဗီဒီယိုကြရင်တော့ The Stanford Prison Experiment လို့ပဲအရင်ရက်ဆက်ပြီးအငင်းပွားစရာတွေနဲ့ပြည့်နေနေတဲ့နောက်ထပ် experiment တစ်ခုအကြောင်းကိုထပ်ပြောပြမယ်အချိန်အားဖြင့်သူကတော့ပိုစောနေတဲ့အတွက် Stanford Prison ရဲ့ရှေ့ပြေးလို့တော့ပြောလို့ရတယ်တခုတော့သတိပေးထားမယ်ကျွန်တော်ပြောတိုင်းနဲ့စွတ်မယုံနဲ့နော်ကိုယ့်အကိုပြန်စဉ်းစားချင်းချိန်ပြီးမှယုံ